SAT ကနေကြိုးဆိုပါတယ်ပြန်ရတဲ့ Wi-Fi ပါပတ်ကြိုလေးကျွန်တော်ပတ်စံမကွဲလေးကျွန်တော်ပြမယ်နော်ကျွန်တော် carry တစ်ချက်တိုးဝဲလွယ်နော်ကျွန်တော်မီတာကိုကျွန်တော်ဒီ DC မှုမှာထားလိုက်မယ်နော်မီတာကို DC မှုမှာထားလိုက်မယ်ဒီမှာနော် 5V ရှိရနော် 5V ရှိရတဲ့ဒါကျွန်တော်ဒီ update တာကောင်းမကောင်းကျွန်တော်စမ်းပြတာပါနော်ဒါတော့ update တာကောင်းနော် 5V ထွက်တယ်ဒီကြွားရောကျွန်တော်ဒီ Wi-Fi နဲ့ power နဲ့ချက်တဲ့ထူလေးပါနော်ကျွန်တော် 5V ကို 5V ကျွန်တော်ဒီ 12V နဲ့ထောက်ပြတာတော့နော်ကျွန်တော်ဒီ 12V ထွက်မထွက်ကျွန်တော်တိုင်းပြမယ်နော်ဒီမှာနော်ဘာဖုန်းမှမထွက်ဘူးနော်ကျွန်တော်ဒီမီတာမှာဘာဖုန်းမှမထွက်ဘူးဒါဆိုကျွန်တော်ခွာမယ်နော်ကျွန်တော်ခွာပြီးလို့ရှိရင်ဒီမှာနော်ထဲမှာအဲ့လိုလေးရှိရပါတော့ကျွန်တော်ဒီမှာအပေါ်နားလေးမှာကျွန်တော်ဒီအပေါင်းအောက်မှာအနှုတ်ပါနော်ဒါပြပေါင်းတဲ့အနှုတ်ပါနော်အဲ့ဒါကျွန်တော်ဒီတက်ပြီးတော့ကျွန်တော်ဒီအန်ဂုံငုံမှာကျွန်တော်ဒီ 5V ဝင်မှုကျွန်တော်တိုင်းချက်တိုင်းကြည့်မယ်နော်ဘာလို့ကျွန်တော်တိုင်းချက်မှာဘာဖုန်းမဝင်ဘူးနော်ကျွန်တော်ဒီသူ့ရဲ့ ground နဲ့ထိတဲ့ချိန်မှာပဲ vote ဝင်တယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီအနှုတ်လမ်းပြတ်နေတယ်ပေါ့နော်အနှုတ်လိုင်းပြည့်တယ်ကျွန်တော်ဒီမှာကျွန်တော်ဒီအနှုတ်လိုင်းနဲ့ကျွန်တော်ဒီ ground တန်ထင်နဲ့ကျွန်တော်ဒီ carry ချက်တူလိုက်မယ်နော်ကျွန်တော် carry ချက်တူသွားရင်ကျွန်တော်ဒီနိုင်လေးနဲ့ဒီတက်ရှင်ဝအောင်ပေါ့နော်ကျွန်တော်နည်းနည်းစီချိုးလိုက်မယ်အဲ့လိုဖြစ်သွားနော်ကျွန်တော်ဒီ carry တိုးလိုက်လို့ရှိရင်အဲ့လိုဖြစ်သွားမှာနော်ကျွန်တော်ဒီသူ့ရဲ့ငုံနဲ့ငုံနဲ့ဆက်သွားအောင်နော်ကျွန်တော် carry တိုးလိုက်အောင်နော်အဲ့ဆိုကျွန်တော်ဒီငုံမှာ 5V ဝင်မှုကျွန်တော်ဒီတစ်ချက်ပြတိုင်းကြည့်မယ်ဒီမှာနော်ဝင်သွားရင်နော် 5V ဝင်သွားပြီဆိုတော့ကျွန်တော်ဒီ AC ပြသွားရင်ကျွန်တော်ဒီ 12V ကတော့ AC ထွက်သွားပြီနော်ကျွန်တော်ဒီ Wi-Fi ကြွရောကျွန်တော်ဒီဝယ်ပြီးတော့တိတ်တော့မကြောက်ဘူးနော်ခဏအဲ့လိုလေးဖြစ်တတ်တယ်ပေါ့နော်အဲ့မှာကျွန်တော်ဒီအဲ့လိုမျိုး carry ချက်တွေ့ရလို့ရှိရင်ကျွန်တော်ဒီပတ်စံမကုန်တော့ဘူးနော်ကျွန်တော်ဒီထပ်ဝင်ကြရမှုလို့စီလက်ပြီးသွားတော့နော်ကျွန်တော် vote တိုင်းကြည့်မယ်ဒီစနစ် vote ပေါ့နော်ထမတော့ကျွန်တော်ပြန်တိုင်းကြည့်မယ်ဟုတ်ပြီနော်ကျွန်တော်မီတာတစ်ချက်ကြည့်မယ်နော်ထွက်ပြီနော်ဟုတ်နော်စနစ် vote ထွက်ပြီနော်โอเคနော်